အော်ဘေးတွေဟာမင်းတဲ့အရဲ့တတိယခေတ်နောက်ပိုင်းအဖြစ်အပျက်တွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကိုတွေ့ရပါတယ်။ငကားတကားကိုရှာဖွေတာကနေစပြီးတော့နာဇကူရီရဲ့အရှင်သခင်ကိုတန်နိုင်တဲ့အထိပြီးတော့ဒဝမ်းရဲလက်စော်ကိုဖျက်ဆီးရတဲ့အထိပါဝင်ပတ်သက်နေတာကိုလည်းတွေ့ရပါတယ်။ဒီလိုပူပူသေးသေးလူတွေကဘေကာလာတာလဲပြီးတော့သူတို့တွေဟာရှမ်းရလို့ခေါ်တဲ့နေမြေမှာဘလို့ခြေချနေထိုင်လာကြလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Hobbit တွေရဲ့သမိုင်းကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ The Lord of the Rings နဲ့ The Hobbit ရုပ်ရှင်တွေနဲ့မိတဲ့အကြောင်းကိုသိနေတဲ့ဆိုရင် Hobbit တွေရဲ့ပုံစံကိုအခြေခံဖြစ်နည်းနည်းတော့သိကြလိမ့်မယ်။သူတို့တွေဟာအရက်တွေပူကြပြီးပုံမှန်အရက်ဆိုရင်3ပေ6လမ်းမှသာရှိပြီးနားရွက်ကအနှဲငယ်ချုံနေတာကိုတွေ့ရပါတယ်။ခြေပေါ်မှာသေရထူးထူးတစ်ထက်လည်းရှိပြီးခြေတောင်မှလည်းညိုရောင်မွေးထူးထူးလေးပေါင်နေတာကိုတွေ့ရပါတယ်။အစောပိုင်းကာလတွေမှာ Hobbit တွေမှာလည်းမျိုးနွယ်တွေရှိနေတာကိုတွေ့ရပါတယ်။မျိုးနွယ်တွေတိုင်းမှာလည်းသူတို့ကိုယ်ပိုင်ထူးခြားချက်လေးတွေရှိနေတာကိုလည်းတွေ့ရပါတယ်။ပထမမျိုးနွယ်စုကတော့ Stone မျိုးနွယ်စုလို့ခေါ်ဆိုပြီးမျက်နှာမှာမုတ်ဆိတ်မွေးတွေပေါင်နေတဲ့တခုတည်းသော Hobbit အဖွဲ့လည်းဖြစ်ပါတယ်။သူတို့တွေဟာရေကိုကြိုက်ပြီးရေကူးတာလှေတွေကိုသုံးရတာကိုကြိုက်တာကြောင့်မကြာခဏလည်းအသုံးပြုလေးရှိတယ်။နောက်ပြီးသူတို့ဟာဘောဖနာတွေကိုလည်းစီးတက်တယ်လို့ဆိုလိုထားပါတယ်။ဒုတိယမျိုးနွယ်စုကြတော့ဖာလွန်ဟိုင်အဖြစ်လူသိများကြတယ်။သူတို့တွေဟာတခြားနှက်ဖွဲ့တဲ့စာရေးအရက်တွေပို့မြည်ပြီးပို့လဲပိမ့်တယ်လို့သိရပါတယ်။တချို့ကလေးဘေးကြောတီမြေသက်ကြတယ်လို့လည်းသိရပါတယ်။ဥပမာအမ်ဒရစ်ရဲ့ရေကိုတောက်ထားတဲ့မယ်ရီနဲ့ပစ်ပစ်တို့ထက်နည်းနည်းသာပိုတယ်လို့သိရပါတယ်။တမိုင်းထဲမှာလည်းဖာလွန်ဟိုက်တွေဟာအရက်မြင့်တဲ့ဟော်ပီတွေလို့လည်းသိရပါတယ်။၄ဖေ၅လမ်းမှကြော်လောက်ရှိကြတယ်လို့လည်းသိရပါတယ်။သူတို့တွေဟာအစားရည်နဲ့စပင်းနှစ်မျိုးစလုံးကဖြူဖွေးနေကြပြီးမုတ်ဆိတ်မွေးဆိုတာလည်းဘေဒုက္ခမှမရှိခဲ့ဘူးဆိုတာကိုသိရပါတယ်။နောက်ဆုံးမျိုးနွယ်စုကတော့ဟာဖူတွေဖြစ်ပါတယ်။ဒီမျိုးနွယ်စုကနောက်ပိုင်းမှာကျွန်တော်တို့တွေ့မြင်ရတဲ့ဟော်ပီတွေရဲ့ဇယိုင်လက္ခဏာအများဆုံးကိုသူတို့စီမှာအများဆုံးတွေ့ရပါတယ်။သူတို့တွေဟာတခြားနှက်ဖွဲ့တဲ့အရက်လဲပူပြီးပိုလဲသေးပါတယ်။အသားရည်ကနည်းနည်းညို့တဲ့အများအဖြစ်သူတို့တွေဟာဖနက်မစီပဲခြေပလာနဲ့လမ်းလျှောက်တက်ကြတယ်။သူတို့တွေမှာမိုးစင်းမွေးဆိုတာလည်းတစ်ခါလဲမပေါက်ဘူးလို့သိရပါတယ်။ဟာဖူမျိုးနွယ်စုတွေဟာတောင်ကုန်းမြင့်ဒေသနဲ့တောင်ဆောင်နေရာတွေကိုကြိုက်ကြပြီးစမီးရဲလူတီများတဲ့ Hobbit တွင်းလို့ခေါ်တဲ့မြေအောက်အိမ်တွေမှာနေထိုင်တဲ့ဒလေးကိုစတင်ခဲ့ကြတယ်။သူတို့တွေဟာနေရာတနေရာမှာအကြာကြီးနေထိုင်ရတာကိုကြိုက်ကြပြီးဟိုက်ဘက်ဖြတ်လန်းကနေဖြတ်သွားဖြတ်လာလုပ်တဲ့လူပူလေးတွေနဲ့လည်းခင်မင်ရင်းနှီးတဲ့လူတီများပါတယ်။ဟိုက်ဘက်ပြန်လန်းဆိုတာကတော့မြူစီမောက်တိတ်ကိုဖြတ်တဲ့တောင်ကြားလန်းတလန်းဖြစ်ပါတယ်။တဟော်ဘီယူရှင်ထဲမှာဘီဘိုနဲ့လူပူလေးတွေဟာဒီတောင်ကြားလန်းကိုဖြတ်တဲ့ချိန်မှာကော်ဘလီနဲ့တွေ့တဲ့နေရာလည်းဖြစ်ပါတယ်။ဒီလန်းကအနောက်ဘက်နဲ့အရှေ့ဘက်ကိုချိတ်ဆက်ပေးထားတဲ့လန်းတလန်းလည်းဖြစ်ပါတယ်။ပုံမှန်ဆိုရင်ဟော်ဘီတစ်ခုတေချမ်းတဲ့မျိုးနွယ်စုတစုလို့ပြောကြပေမဲ့လည်းတကယ်တမ်းတော့သူတို့တွေကလူသားတွေနဲ့ဆိုင်နွယ်နေတဲ့လူလည်းယူဆထားကြတယ်။အဲရူဘက်တာရဲ့ဒုတိယသားသမီးလေးဖြစ်တဲ့လူသားတွေမှာဆင်းသက်လာကြတာလည်းဖြစ်ပါတယ်။ပထမခေတ်အဆုံးသတ်မရောက်ခင်ကာလတွေအတွင်းမှာဟော်ဘီတွေကလူသားမျိုးနွယ်တွေတဲကနေခွဲထွက်တယ်လို့လည်းယူဆထားကြတယ်။ဒါပေမဲ့သိချတဲ့အရင်းမြစ်အစာပိုင်းကိုတော့မသိရပါဘူး။နိုင်ငံရေးတွေရဲ့မှတ်တမ်းတွေမှာလည်းမရှိသလိုမင်းတဲ့အထက်မှရှိတဲ့တခြားဘယ်မျိုးနွယ်စုကမှတတိယခေတ်အစာပိုင်းတီဟော်ဘီတွေရှိတယ်လို့ဆိုတာကိုဘယ်သူမှမသိကြတာလည်းသိရပါတယ်။ဒုတိယခေတ်နဲ့တတိယခေတ်ဦးပိုင်းတွေမှာဟော်ဘီတွေဟာGreen Wood တောအုံနဲ့ Misty Mountain ကြားမှာရှိတဲ့အန်ဒရီမြစ်ဝမ်းမှာနေထိုင်ကြတဲ့ဟပ်ဘူတွေကတော့ Misty Mountain ရဲ့တောင်ခြေအောက်ပိုင်းတွေမှာနေထိုင်ကြတဲ့ဖော်လွန်ဟိုင်တွေကြတော့ Green Wood တောအုံရဲ့တောင်ဘက်ပိုင်းမှာနေထိုင်ကြပြီးနောက်ဆုံး Stone မျိုးနွယ်တွေကကြတော့အန်ဒရီမြစ်ရဲ့တောင်ဘက်ကျဲဝန်းမှာနေထိုင်ကြတယ်။အဲ့ဒီချိန်တော်တွင်ထဲမှာပဲသူတို့ကိုမြောက်ပိုင်းသားတွေကသီလာကြတယ်။မြောက်ပိုင်းသားတွေဆိုတာကနောက်ပိုင်းမှာရူဟန်တိုင်းပြည်ရဲ့ရိုဟင်ဂျာလူမျိုးတွေရဲ့ဘိုးဘေးတွေဖြစ်ကြပါတယ်။တတိယခေတ်စာပိုင်းဟော်ပီမျိုးနွယ်စုများအတွက်စိုးရိမ်ရတဲ့အချိန်ကိုရောက်ရှိလာကြတယ်။ဘာဖြစ်လို့လဲဆိုတော့တတိယခေတ်1000ခုနှစ်မှစလွန်ဟာအမွန်လန်ကိုလာရောက်သိမ်းပိုက်ပြီးဒေါ်ကူတော့ဖြေလာစေခဲ့တယ်။ဆာရွန်ရဲ့အမောင်အင်အားကြီးထွားလာတာကြောင့်
Green ဟုဆိုတဲ့တောအုပ်ကြီးကိုလည်းမဟုတောအုပ်လို့ပြောင်းလဲခေါ်ဆိုလာကြတယ်။အဲ့ဒီနောက်အက်စတန်လီယန်လူမျိုးများဟာလည်းရိုဗီနီယန်ကိုပြောင်းရွှေ့ပြီးလာနေထိုင်ကြတယ်။အန်ဒူရင်မြေဝမ်းမှနေထိုင်တဲ့မြောက်ပိုင်းသားတွေနဲ့လည်းတိုက်ခိုက်ကြတယ်။အဲ့ဒီချိန်မှာပဲဟော်ဘစ်တို့ရဲ့သမိုင်းဝင်မဲ့ဖြစ်ရဖြစ်တဲ့ The Wandering Day ကိုစတင်ခဲ့တယ်။ဒီနေရာမှာပဲဟော်ဘစ်တွေကိုမင်းတဲ့အခါလူတွေစာသိခဲ့တာဖြစ်ပါတယ်။ The Wandering Day ဆိုတာကလည်းဟော်ဘစ်တွေသူတို့ရဲ့နေအိမ်များကိုစော်ခွာပြီးအနောက်ဘက်သို့ရွှေ့ပြောင်းနေတဲ့ကာလတစ်ခုကိုဆိုလိုထားတာဖြစ်ပါတယ်။အမောင်သခင်ကြီးဆာလွန်ဟာဒေါ်ကူဒေါ်မအင်အားကြီးထွားလာပြီးဆာလွန်ရဲ့အစိမ်းခံတွေကလည်းဝင်ရောက်လာနေတာကြောင့်စိုးရိမ်ရပြီးဟော်ဘစ်တွေဟာအနောက်ဘက်သို့ခရီးထွက်လာခဲ့ကြတယ်။ပထမဦးဆုံးထွက်လာတဲ့သူတွေကတော့ဟာဖူတီဖြစ်ပြီးအင်လင်ဒေါနယ်မြေကိုရောက်ရှိလာကြတယ်။တတိယခေတ်1050ခုနှစ်မှာအာနော်ရီယန်လူမျိုးများရဲ့မှတ်တမ်းတွေမှာသူတို့ကပထမဦးဆုံးမှတ်တမ်းတင်ထားတာကိုလည်းတွေ့ရပါတယ်။ဟော်ဘစ်တွေကိုအာနော်တိုင်းပြည်ရဲ့ဒူနတ်တိုင်းဒေသရဲ့သူတွေကသူတို့ကိုဖလီယန်နာဒါမှမဟုတ်ဖာဖလင်းလို့ခေါ်ဆိုကြတယ်။ဟာဖူတွေဟာအီလီယန်ဒေါဒေသမှာနေထိုင်လာကြပြီးနောက်နှစ်တရကြာမှပဲဖာလွန်ဟိုက်တွေကလည်းသူတို့နေရာကိုရောက်ရှိလာကြတယ်။1300ခုနှစ်မှာဖာလွန်ဟိုက်တွေဒီဟာဖူတွေနဲ့ပူပေါင်းပြီးလာနေထိုင်ကြတယ်။ဖာလွန်ဟိုက်တွေကိုသူတို့ရဲ့ခေါင်းဆောင်ဖြစ်ခံယူလာကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဖာလွန်ဟိုက်တွေကပိုပြီးရဲရည်ကြတယ်လို့ဆိုလိုထားပါတယ်။အဲ့ဒီချိန်မှာပဲဟော်ဘစ်တွေဟာအနောက်ဘက်အစွန်ဆုံး BT အခြေချနေထိုင်ကြပြီးအချိန်တော်တော်ကြာတဲ့အထိအဲ့ဒီမှာပဲဆက်ပြီးနေထိုင်နေကြတာဖြစ်ပါတယ်။စတုံမျိုးနဲ့ဆိုတွေကြတော့ဖာလွန်ဟိုက်တွေအန်ဒူရီမြေဝမ်းကနေထွက်လာကြပြီးနောက်နှစ်တရကြာမှပဲလိုက်ထွက်လာကြတာဖြစ်ပါတယ်။တတိယခေတ်1150ခုနှစ်မှာစတုံမျိုးနဲ့ဆိုတွေဟာမြောက်ဘက်လမ်းကြောင်းကနေမသွားဘဲနဲ့ရီဟွန်ဘက်လမ်းကနေခိနောက်ဘက်သို့ထွက်လာခဲ့ကြပါတယ်။ရီဟွန်ဘက်လမ်းဆိုတာကတော့ဖလိုဒိုတို့အပွဲမော်ရီယာမိုက်တွင်လမ်းကိုမဖြတ်ခင်ပထမဦးဆုံးသွားဖို့ရည်ရထားတဲ့လမ်းလည်းဖြစ်ပါတယ်။အဲ့ဒီနောက်စတုံမျိုးနဲ့ဆိုတွေဟာဘလူးနန်းမြေတခြားတောင်ဘက်လမ်းကြောင်းထဲထွက်လာကြတယ်။ဒါပေမဲ့တချို့လေးကခွဲထွက်ကြပြီးရီဘန်တဲရဲ့တောင်ဘက်ရှိအင်ဂျယ်အော်အီလန်ဒေါဒေသကိုထွက်ခွာလာခဲ့ကြတယ်။သူတို့တွေဟာသားဘက်နဲ့ဒေါင်းလန်းနေမြေကြားမှာခြေချနေထိုင်ကြပြီးအထူးသဖြင့်စတုံမျိုးနဲ့ဆိုအများစုကတော့ဒေါင်းလန်းနေမြေကိုရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာကသူတို့အရင်နေခဲ့တဲ့နေရာနဲ့နှိစက်ဆုံးဖြစ်ပြီးစမ်ပလီရှော်မြေဒေသမှာပဲရွာတယ်ပြီးနေထိုင်ခဲ့ကြတယ်။အဲ့ဒီနေရာမှာလည်းဒေါင်းလင်းနီယန်လူမျိုးတွေလည်းရှိခဲ့တာကြောင့်စတုံမျိုးနဲ့စုများနဲ့တရင်တင်းရှိခဲ့ကြတယ်။အဲ့ဒါကြောင့်လည်းသူတို့စကားပြောတဲ့လေသံတွေကအနောက်ရရှိသူတို့ဆွေမျိုးများဖြစ်တဲ့ဟော်ဘေတွေနဲ့လည်းစကားတွေကွဲလွဲလာကြတယ်။တတိယခေတ်1356ခုနှစ်မှာအမတိုင်းပြည်စီအီလီယန်ဒေါရဲ့လူသားများနဲ့နတ်ငယ်များကိုစစ်ပွဲတွေစတင်ခဲ့ပြီး1409ခုနှစ်မှာရီဘန်တဲကိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီ53နှစ်တွင်မှာမြင်းကူချားမှနေထိုင်တဲ့စတုံမျိုးနွယ်စုတွေဟာစစ်ပွဲရဲ့ချင်းချောင်မှုကြောင့်တချို့ကတောင်ပိုင်းမှာရှိတဲ့သူတို့ဆွေမျိုးတွေနဲ့ပူးပေါင်းသွားကြတယ်။တချို့ကလည်းရီဘန်နီယွမ်ကိုပြန်ကြပြီးအရင်ကသူတို့နေထိုင်ခဲ့တဲ့အန်ဒူရီမြေကွမ်းကိုပဲပြန်ရောက်နေထိုင်ခဲ့ကြတယ်။ဒီစတုံမျိုးနွယ်စုတဲ့ကပဲနောက်ပိုင်းမှာစမီကိုခေါ်လန်ပေါ်ထွက်လာတာဖြစ်ပါတယ်။တတိယခေတ်1600ခုနှစ်မှာဖောင်လွန်ဟိုင်မျိုးနွယ်စုကညီကို2ယောက်ဖြစ်တဲ့မာချိုနဲ့ဘလန်ကိုတို့2ယောက်ဟာဘီယာနာမှာရှိတဲ့သူတို့နေအိမ်ကနေအနောက်ဘက်ကိုဟော်ဘစ်တစ်ဖွဲ့နဲ့ဥဆောင်ပြီးထွက်ခွာလာခဲ့ကြတယ်။သူတို့တွေဟာဘလင်းဒီဝိုင်တရားကိုဖြတ်ပြီးတော့အာနော်တိုင်းပြည်ရဲ့ချင်းကျက်နေမြေတစ်ခုဖြစ်တဲ့အာဒါတိုင်းဒေသတွင်မှရှိတဲ့လူသူကင်းမဲ့တဲ့မြေနေရာတွေမှာခြေချနေထိုင်ခဲ့ကြတယ်။အာဒါတိုင်းပြည်ရဲ့အာဂလတ်နှစ်ကလည်းအာနော်ကြီးလေယာဒေသများနဲ့စပြေးချန့်များတစ်ချိန်ကကြီးကျယ်တဲ့နေမြေများနဲ့အာနော်ရဲ့ပြည်ရဲ့အမဲလိုက်တဲ့နေရာများတွင်အခြေချနေထိုင်ခွင့်ပေးခဲ့တယ်။ဟော်ဖေးတွေဟာမြေနေရကောင်းပြီးစိုက်ပျိုးရေးတွေတေတော့တဲ့အဲ့ဒီနယ်မြေကိုတဖြည်းဖြည်းချက်ထွင်းနေထိုင်ဖို့စတင်ခဲ့ကြတယ်။နောက်ပိုင်းမှာဒီနေရာကိုရှမ်းရလို့ခေါ်ဆိုလာကြတယ်။နှစ်ပေါင်း30ကြာပြီး1630ခုနှစ်မှာစတုံးမျိုးနွယ်စုတွေဟာမြောက်ပိုင်းကိုရောက်ရှိလာကြပြီးတခြားဟော်ဖေးတွေနဲ့ရှမ်းရမှာပဲစူပေါင်းနေထိုင်ခဲ့ကြတယ်။စတုံးမျိုးနွယ်စုတွေဟာအရှိဖသင်းနဲ့တောင်ဖသင်းတွေမှာအခြေချနေထိုင်ကြတယ်လို့အတီးကြားဆိုလိုထားပါတယ်။နောက်ပိုင်းနှစ်တွေကြာလာတော့ဟော်ပစ်တွေအားလုံးစုပေါင်းသွားပြီးတဖွဲတည်းဖြစ်သွားကြပါတယ်။
ဒါပေမဲ့စတုံးမျိုးနွယ်စုနဲ့တခြားဖာလွန်ဟိုင်နဲ့ဟာဖူတွေမျိုးနွယ်စုတွေကတော့မတူကွဲခြားချက်လေးတွေရှိနေတာကိုတွေ့ရပါတယ်။ဥပမာအားဖြင့်စတုံးမျိုးနွယ်စုတွေဟာဒေါင်းလန်းနဲ့မြေထဲမှာနေထိုင်မှုတာကြောင့်တောက်ဖတဲ့နဲ့ဘန်းလန်းနဲ့မြေထဲကဟော်ပေတွေးမှာဒေါင်းလန်းနဲ့မြေမှာသုံးပြတဲ့စကလုံးပူစံတွေအနေငယ်ပါဝင်နေတာကိုတွေ့ရပါတယ်။ဖာလွန်ဟိုင်မျိုးနွယ်စုကဆင်းသက်လာတဲ့သူတွေကအမြဲတမ်းလို့ဟော်ပေတွေကြားမှာခေါင်းဆောင်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။အထူးသဖြင့်တချို့မိသားစုတွေမှာဖာလွန်ဟိုင်မျိုးနွယ်အားကောင်းတဲ့မိသားစုတွေလည်းရှိကြတယ်။ဥပမာတော့ဘရော့ကာနဲ့ပလန်တီဘန်မျိုးနွယ်တွေဟာလူတီများတဲ့ဖာလွန်ဟိုင်လူမျိုးများဖြစ်ကြတယ်။သူတို့တွေဟာပိုပြီးရဲရည်ကြပြီးစော်စားလို့တဲ့စိန်များကိုလည်းထိမ့်သိမ်းကဟော်ပေတွေကြားမှာခေါင်းဆောင်ကောင်းတွေဖြစ်လာခဲ့ကြတယ်။အစာပိုင်းမှာပြောခဲ့လို့ပဲဟာဖုမျိုးနွယ်စုများဟာရှဲရောက်ကိုလာရောက်နေထိုက်တဲ့ဟော်ပေတွေထဲမှာအများဆုံးဖြစ်ပါတယ်။သူတို့ရဲ့အခြေစရိုက်တွေဟာသူတို့ရဲ့ရိုးရဒလေးတွေနဲ့အလေးထားတိုင်းဆက်လက်တည်ရှိနေမှဖြစ်ပြီးဖန်နမပပဲသွာလာတတ်တယ်လို့မြေကြီးထက်ကတွင်းတွေထဲမှာလည်းနေထိုင်ကြမှဖြစ်ပါတယ်။မင်းတဲ့အရဲ့တမိုင်းနှောင်းပိုင်းဖြစ်တဲ့တတိယခေတ်မှာလူသားတွေနဲ့တငယ်တွေရဲ့ဇလန်တွေပဲရှိတဲ့ဆိုပေမဲ့လည်းဟော်ပေတွေကြားမှာလည်းကြီးကျယ်တဲ့အောင်ပွဲတွေနဲ့ဝမ်းနည်းစဖြစ်ပျက်တွေလည်းအများကြီးရှိခဲ့ပါတယ်။1636ခုနှစ်မှာမဟာကတ်ယောဂကြီးတစ်ခုဖြစ်ခဲ့ပြီးမင်းတဲ့အဘောကလူတွေရဲ့အသက်ကိုယူသွားခဲ့တယ်။အဲ့ဒီကတ်ယောဂကြောင့်ပဲဟော်ပေတွေလည်းအများကြီးအသက်တွေဆုံးရှုံးခဲ့ရတယ်။2948ခုနှစ်မှာ Green Town တန်းက Goblin တွေဟာရှမ်းရောက်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြပြီးဘော်လီယာတုတ်ကGreen Fleet တိုက်ပွဲမှာတိုက်ထုံးနှိပ်ခဲ့တာကိုလည်းကြုံတွေ့ခဲ့ရပါတယ်။2958ခုနှစ်မှာရှမ်းရမှာ Glen Winton လို့ခေါ်တဲ့အလွန်အေးတဲ့ကာလာကြီးကိုကြုံခဲ့ရတဲ့အတွက်ဟော်ပေတွေကိုကူညီဖို့ဂမ်တောက်ကရောက်ရှိလာခဲ့တယ်။အဲ့ဒီချိန်မှာပဲဂမ်တောက်ဟာဟော်ပေတွေရဲ့ခံနိုင်ရရှိမှုဘယ်လောက်ထိကောင်းလဲဆိုတာကိုသိခဲ့ရတယ်။နောက်တစ်နှစ်မှဖြေလာမယ်အစာရည်စာရှားပါပြီးအငံဘေးကိုလည်းတစ်နှစ်တီဟော်ပေတွေဟာခံနိုင်ရရှိအောင်ကြိုးစားပြီးကြော့ပြန်နိုင်ခဲ့ကြတယ်။နောက်ထပ်နှစ်ပေါင်း150ကြာပြီးနောက်ကြောက်စရာကောင်းတဲ့နောက်ထပ်ဆောင်းရသည့်တစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီချိန်တွင်းမှာပဲရှမ်းရနယ်မြေထဲကိုအဖြူရောင်ဝန်ပလေတွေဝင်ရောက်လာတာကိုဂမ်တောင်နဲ့မြောက်ပိုင်းသားရင်ဂျာများဟာဟော်ပေတွေကိုဝင်ရောက်တိုက်ခိုက်ပြီးကူညီပေးခဲ့ကြတယ်။ဒီအရာအလုံးကိုကြော့ဖြတ်လာနိုင်တဲ့အခါရှမ်းရကဟော်ပေတွေကတော့တကိုးအင်အားကြီးမားတဲ့လူတွေမဟုတ်ပေမဲ့လည်းအကျဉ်းသားတရားရှိဆုံးသူအဖြစ်ပါဝင်ခဲ့တဲ့ဘယ်လိုတဘဝတမ်းပဲဖြစ်ဖြစ်ကြကြခံနိုင်ရရှိတဲ့မျိုးနွယ်စုတစ်ခုဖြစ်ကြောင်းကိုလည်းတွေ့ရှိခဲ့ရပါတယ်ဒီလိုခံနိုင်ရရှိတဲ့လူမျိုးတွေရဲ့စက္ကန့်သူတွေဟာလည်းအဲဘောမျိုးကိုပြန်လဲသိမ့်ပိုက်တဲ့အဖြစ်ပြဲတွေနဲ့လက်စော်ရဲ့စစ်ပွဲတွေမှာအဓိကရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကိုလည်းတွေ့ရပါတယ်။အဲဒီလူတွေဟာတတိရှိဆုံးအထူးချွန်ဆုံးနဲ့အသက်ကြီးဆုံးသူများအတွင်းမှာလည်းပါဝင်နေတာကိုလည်းတွေ့ရပါတယ်။မင်းတဲ့အဘောကဟော်ပေတွေရဲ့တမိုင်းကြောင်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။